အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒေါက်တာစင်ပပါဒီနေ့ကျွန်တော်ပြပြချင်တဲ့အကြောင်းကတော့မြန်မာနိုင်ငံရဲ့ကျန်းမာရေးအခြေအနေအကြောင်းပေါ့နော်ဗီဒီယိုလည်းခေါ်လို့ရတယ် podcast လို့လည်းခေါ်လို့ရမှာပေါ့နော်ဆိုတော့ကျွန်တော်ပြပြချင်တဲ့အကြောင်းရင်းကတော့မြန်မာနိုင်ငံမှာကလူနာတွေရဲ့အချိုးအစားနဲ့ဆရာဝန်တွေရဲ့အချိုးအစားပေါ့နော်ဆရာဝန်ဆရာမတွေရဲ့အချိုးအစားကလောက်ရည်လားပေါ့နော်လောက်ရည်လားပေါ့အချို့ကလည်းဆရာဝန်တွေဘယ်ရောက်ကုန်ပြီလဲဆိုပြီးတော့ကျွန်တော်ပြောကြတယ်ပေါ့ဆိုတော့ဆရာဝန်တွေဘယ်ရောက်ကုန်ပြီလဲဆိုတော့ဟိုဒီရှင်းပြခင်မှာဆရာဝန်ဆရာမတွေနေလူနာတွေရဲ့အချိုးပေါ်မျှရတာပေါ့အဲ့ဒါကိုကျွန်တော်တစ်ချက်လေးပြန်တွေးကြည့်ဖို့လိုလိမ့်မယ်အဲ့ဒါဆိုကျွန်တော်မြန်မာနိုင်ငံမှာဗာစီကျောင်းက၅ခုပဲရှိတယ်တခြားကိုရီးယားတို့ထိုင်းတို့တခြားဂျပန်တို့ပေါ့နော်တခြားနေရာတွေကို Google မှာရှာကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်လည်းဒီရှာမရောက်ဘူးလို့မသိဘူးဒါပေမဲ့ Google မှာရှာကြည့်ရတော့ကတော့သူတို့ကအနည်းဆုံး20-30လောက်ထိရှိတယ်ပေါ့နော်အဲ့ဒီကနေတစ်နှစ်ကိုဆရာဝန်တွေအများကြီးထွက်တယ်ဒါပေမဲ့သူတို့စီမှာတော့မှဆရာဝန်နဲ့လူနာအချိုးအစားမမျှတာတို့စံတစားကြီးပေါ့နော်စံလောက်ထားတဲ့ကျန်းမာရေးဆောက်ရှောက်မှုတွေပြီးနိုင်တာတို့အဲ့လိုမျိုးအများကြီးရှိတယ်ပေါ့နော်အဲ့ဒါကကျွန်တော်တို့တစ်နှစ်ကိုကျွန်တော်တို့ထပ်ပို့ပြီးတော့စီကျောင်း20-30ရာနေပြီးဆရာဝန်တွေနေတိုင်းထွက်နေတဲ့အကြောင်းပေါ့နော်ဆိုတော့ကျွန်တော်နိုင်ငံမှာကစီကျောင်းက5ကျောင်းပဲရှိတယ်ရန်ကုန်မှာဆိုလို့ရှိရင်တင်းနေရှိတယ်မန္တလေးမှာတစ်ကျောင်းရှိတယ်မကွေးမှာတစ်ကျောင်းရှိတယ်အခုနောက်ဆုံးတောင်ကြီးမှာတစ်ကျောင်းရှိတယ်ပေါ့အဲ့5ကျောင်းကနေပြီးတော့တစ်နှစ်ကိုဆရာဝန်တွေဘယ်လောက်ပဲထွက်မယ်ထင်နေကျွန်တော်တစ်နှစ်ထွက်တော့မှ300-400အဲ့ဒါကအခုမှများလာတယ်အရင်တော့ကျွန်တော်တို့ငယ်တုန်းကဆိုလို့ရှိရင်အဲ့ထက်နေတယ်အဲ့ထက်နေတဲ့အတွက်ကြောင့်မလို့လေကျွန်တော်တို့ကဖြစ်တယ်လို့လုပ်ရတဲ့အခါတွေရှိခဲ့တာပေါ့နော်ဟောကျွန်တော်တို့ဆရာကြီးတွေဆရာမကြီးတို့စော်ကားတာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဖြစ်တယ်လို့လုပ်ခဲ့ရတဲ့အတိုင်းရှိတယ်ကျွန်တော်တို့အထူးသဖြင့်နေမှာဆိုလို့ရှိရင်ဆရာဝန်တစ်ယောက်နှစ်ယောက်ပဲရှိတယ်ဈေးဥမှာဆိုလို့ရှိရင်လည်းဆရာဝန်တစ်ယောက်နှစ်ယောက်ပဲပေါ့နော်တိုင်းနေမှာဆိုလို့ရှိရင်အဲ့လိုနဲ့ brand ကြီးရတယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့လူနာတွေအတွက်ကဆန်ဖြစ်တဲ့အကောင်းဆုံးပေါ့နော်အကောင်းဆုံးကျန်းမာရေးဆောင်ရှောက်မှုဆိုတာဘယ်တော့မှမရခဲ့ဘူးပေါ့နော်ဘယ်တော့မှမရခဲ့ဘူးနောက်ပိုင်းကျတော့စီကျောင်းကနေပြီးတော့ကျွန်တော်တို့စီကျောင်းသားတွေဝင်နေကိုကျွန်တော်တို့ဖြေလျှော့ပေးလိုက်တယ်ပြောအောင်လားပေါ့နော်တစ်နေ့ကိုစီကျောင်းကနေပြီးတော့ကျွန်တော်နှစ်တောင်းဆိုလို့ရှိရင်400-500လောက်ထိထွက်တယ်ပေါ့နော်400ပဲထွက်တယ်ထားကြ4-4-16 4-5-20တနေ့လုံးမှာအယောက်200ပဲထွက်တယ်ဗျာအယောက်200ပဲထွက်တယ်ဆရာဝန်ကနော်တနိုင်ငံလုံးအတွက်ကိုဆရာဝန်ကအယောက်200ပဲထွက်တယ်အယောက်200ကမှကျွန်တော်တင်ကြားရေးဘက်ကိုပြန်သွားကြတဲ့လူကြီးရှိတယ်တချို့ကကြတယ်မလုပ်တော့ဘူးပေါ့နော်မလုပ်တော့ဆိုတော့အကြောင်းမျိုးရှိအောင်1 number လို့ဖြစ်စီပတ်စံမရလို့ဖြစ်စီပေါ့မင်းလုပ်တော့လူကြီးရှိတယ်အခုလိုခက်ကာလာကြီးမှာလေဆရာဝန်ကြီးပြီးပေါက်ရောက်ကုန်တာလေအများကြီးရှိတယ်ဆရာဝန်ဆက်လုပ်ရှင်ရဲ့နဲ့ဆက်လုပ်မရတော့တဲ့လူတွေအများကြီးရှိတယ်ပေါ့နော်လုံးနေရက်နဲ့လေကျွန်တော်တို့ဒါစီမျိုးကြောင့်ရက်ဆိုင်သွားတဲ့လူတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့အရင်တည်းကမှကျွန်တော်တို့ကဆရာဝန်ဆရာမတွေနေ patient လူနာတွေရဲ့အချိုးနဲ့မမျှရတဲ့ခြားတွေကမှအဲ့လိုပြဿနာကြီးဖြစ်တဲ့ခါကျတော့အဲ့လိုမျိုးပြဿနာကြီးဖြစ်တဲ့ခါကျတော့ပို့ပြီးတော့ဆိုးတာပေါ့နော်အဲ့လိုဆိုတော့ဆရာဝန်တွေဘေးရောက်ကုန်နေဆိုတော့ဘေးမှမရောက်ပါဘူးကျွန်တော်တို့ကအရင်စေးချောင်းကထွက်သေးတော့ကွာဆရာဝန်တွေနေတာပါဆရာဝန်တွေကအဲ့ဒီဟာနေတာပါအဲ့နေတာဟိုမှာအကြောင်းမျိုးကြောင့်ဒီကြားထဲမှာ loss ဖြစ်သွားတဲ့ခါကျတော့ပို့ဆိုးတာပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်တို့တွေရဲ့ဆန်ကျမ်းမာရေးစောင့်ရှောက်မှုပေါ့နော်ဆန်ထားလို့ရတဲ့စောင့်ရှောက်မှုတွေကမရဘူးပေါ့နော်မရဘူးရတဲ့နေရာတော့ရှိတယ်ဒါပေမဲ့ကွက်လေးပဲရတယ်ပေါ့နော်သူတစ်ဖြင့်ရန်ကုန်ပတ်ဝန်းကျင်လောက်ပဲပေါ့နော်အဲ့နေရာလောက်လေးပဲကျွန်တော်အဲ့လိုမျိုး quality ရှိတဲ့ကျမ်းမာရေးစောင့်ရှောက်မှုပါရတယ်ပေါ့နော်အဲ့လိုဆိုတော့စီးရုံနေနဲ့စီကန်းနေနဲ့ဘယ်လို run နေလဲပေါ့မင်းကပြောတာပဲသိကြမှာစီးရုံစီကန်းနေရတော့အများကြီးပဲဖြစ်နေတာပဲမင်းကဆရာဝန်တွေဆရာမတွေnurse ဆရာမသူနာပြုဆရာမတွေပါတာပေါ့နော်မရှိဘူးသာပြောတယ်စီးရုံစီကန်းနေရတော့မင်းမှုလိုပေါက်နေရပဲဆိုတာကကျွန်တော်ပထမတစ်ခုကကြတော့ဘာလဲဆိုတော့ဥပမာပြအစိုးရစီးရုံမှာလွတ်တဲ့ဆရာဝန်ဆရာမကဒါစား2သိန်းခွဲ3သိန်းပဲရတယ်ဗျအဲ့ဒီခါကျတော့ကျွန်တော်ဘာလုပ်ရလဲဆိုတော့အပြင်က private ပေါ့နော် private စီးရုံစီကန်းနေမှာကျွန်တော်အလုပ်ပြန်ဝင်ရတယ်အလုပ်ပြန်ဝင်ရတဲ့ခါကျတော့အစိုးရစီးရုံမှာလုပ်တယ်လုပ်ပြီးတော့ duty လေးထွက်တော့ private စီးရုံကိုတွားပြီးတော့လုပ်ရတယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ run နေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့စီးရုံစီကန်းနေများပြီးတော့ဆရာမတွေကလည်းများနေတယ်လို့ဆရာဝန်တွေကလည်းများနေတယ်လို့ပေါ့နော်ထင်ရတာပေါ့နော်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးပေါ့ကျွန်တော်ခုနပြောလို့ပဲဆရာဝန်ရှိရဲ့ဆရာဝန်ဆရာမတွေကနည်းနည်းလေးပဲဒါပေမဲ့အဲ့လိုမျိုးအလုပ်တွေလုပ်ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကမများဘူးလို့ထင်ရတာပေါ့နော်အမြဲတမ်းကြည့်လို့ရှိရင်တော့ဆရာဝန်ဆရာမတွေကဈေးကမ်းမှာရှိနေရတယ်ပေါ့နော်ကျွန်တော်ပိုလီတွေပဲဖြစ်ဈေးရုံတွေပဲဖြစ် international hospital တွေပဲဖြစ်အဲ့ဒီမှာကကျွန်တော်ဆရာဝန်ဆရာမတွေကအမြဲတမ်းတွေ့နေရတာပေါ့နော်
general poly hospital international hospital ဘာကွာလေးဆိုတော့ကျွန်တော် podcast မှာတစ်ခုမှာပေါ့ကျွန်တော်ထပ်ပြောဖို့ရှိတယ်ပေါ့နော်အဲ့တော့အဓိကတော့ကျွန်တော်ပတ်စံရဲ့ drive ကြောင်းပေါ့နော်ပတ်စံရဲ့ drive တစ်ခုကြောင်းပဲကျွန်တော်တို့ကဟိုပြေးလိုက်ဒီပြေးလိုက်ဟိုပြေးလိုက်ဒီပြေးလိုက်အလုပ်လုပ်ရတာပေါ့နော်ဆရာဝန်နေဆိုလို့ရှိရင်လည်းအဲ့လိုပဲဆိုတော့စီအောင်မှာကျွန်တော်24နာရီလုပ်တယ်မနက်ပိုင်း duty ထွက်တာနဲ့ financial နိုင်ထွက်တာနဲ့ဟိုဘက်စီကန်းကိုဟိုဘက်စီရုံကိုကျွန်တော်တို့9နာရီ10နာရီပြန်ဝင်ရတယ်ပေါ့နော်အဲ့လို duty ရဆက်နေရပါတော့အဲ့တော့ကြောင့်မလို့လူတွေကတော့ရှိနေဒါပေမဲ့ quality ရောဘယ်လိုဖြစ်မလဲပေါ့နော် quality ရောဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်တို့ကတစ်ခုခု drive တစ်ခုခုမရှိဘူးပေါ့ဥပမာကျွန်တော် AS ဘဝနေပြီးတော့ PG ပေါ့နော်အထူးပြပါတာရတစ်ခုကိုဝင်နေဆိုလို့ရှိရင်ကျွန်တော်ဆောင်းဝဲဖြေရတယ်ဗျအဲ့လိုမျိုးဖြေဖို့ရည်ရွယ်ချက်မရှိတာပဲဖြစ်ဒါမှမဟုတ်နိုင်ငံခြားသွားဖို့ရည်ရွယ်ချက်မရှိဘူးဆိုလို့ရှိရင်တစ်ခုခုစိတ်ဆုံမှုမရှိဘူးဆိုလို့ရှိရင်ကျွန်တော် summer ဖြစ်တော့များတယ်ဗျ HUD ကြားထဲမှာလीအဲ့ဆိုကျွန်တော်ကဒီဘက်သွားတယ်ဒီဘက်စီကန်ဒီဘက်စီကန်သွားတယ်36နာရီ46နာရီ48နာရီဖြစ်တယ်ဖြစ်ပြီးတဲ့အချိန်မှာကျွန်တော်အိပ်ဖို့အချိန်ရှိတယ်ကျွန်တော် realization လုပ်ဖို့အချိန်ရှိတယ်အဲ့တော့တစ်ခုခု drive တစ်ခုခုမရှိဘူးဆိုလို့ရှိရင်ကျွန်တော်သိကြတယ်ကျွန်တော်ကလုံးဝစာမဖတ်ဖြစ်တော့များတယ်ဗျစာမဖတ်ဖြစ်တော့အဲ့လိုဆိုဘယ်လိုဖြစ်လာလဲဆိုတော့ quality ညော့လာတာပေါ့နော်စာမဖတ်ဖြစ်တဲ့ပြင်ကိုကျွန်တော်တို့လုပ်ပြီးတဲ့ CME တွေမဖြစ်မနေတက်ရမယ်ဆိုတဲ့ဟာတွေမဟုတ်ရင်ကျွန်တော်တို့ကမလုပ်ဖြစ်တော့ဘူးပေါ့နော်အဲ့လိုဆိုတော့ professional development လို့ခေါ်တဲ့ဒီ academic ဘိုင်းပေါ့နော်ပညာပိုင်းဆိုင်ရာတွေကျဆင်းလာတယ်ပေါ့နော်နောက်တစ်ခုအဲ့လိုမျိုးလုပ်နေရတဲ့အတွက်ကြောင့်မလို့ကျွန်တော်စိတ်ကြမ်းမာရေးချိန်နေအောင်ဘယ်လိုရှိမလဲပေါ့နော်2ညလောက်အိပ်ရတယ်2ညလောက်မအိပ်2ညလောက်မအိပ်ဖ ೇನೆ ဇက်တိုက်လှုပ်နေရဆိုရင်စိတ်ကြမ်းမာရေးကတော့ mental health ကတော့အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်အဲ့အချိန်မှာကျွန်တော်တို့လူနာတွေអော်တယ်ပျော်អော်လိုက်မိတယ်အဲ့လိုမျိုးရှိတချို့ကလည်းငကိုယ်တွေကအကျင့်မကောင်းတဲ့လူတွေရှိနေပေါ့ဗျာဒါကတော့ထားပါဘူးဒါတော့ရှိတော့မရှိဘူးမဟုတ်ဘူးရှိတော့ရှိဒါပေမဲ့တချို့သဘောကောင်းတဲ့ဆရာဝန်ဆရာမတွေတော့မှအဲ့လိုမျိုး24နာရီ48နာရီ48နာရီအထက်တွေမလုပ်ရတဲ့ခါမှာကျွန်တော်တို့စိတ်မရှိကြတော့များတယ်ဗျာအော်ဆိုဘယ်လိုမျိုးလဲဆိုတော့ဗျာကျွန်တော်တို့လူနာစောင့်ရသူပေါ့နော်လူနာစောင့်ရသူဥပမာကိုယ့်အိမ်မှာလူနာစောင့်ဖို့ရှိတယ်စိတ်ုံတက်တဲ့လူနာစောင့်ဖို့ရှိရဆိုလို့ရှိရင်ကျွန်တော်စောင့်မှုကြလိမ့်မယ်အများဆုံးခံနိုင်တချို့ဆိုလို့ရှိရင်24နာရီမခံဘူးပေါ့နော်နေ့တစ်ဝက်နဲ့တည်းအသွားပြန်လုပ်ပြီးတော့အိမ်မှာရေမိုးချိုးတယ်တည်ရမလားအိမ်မှာရေမိုးချိုးတယ်အပြင်မှာစားတောက်တယ်ဒီလိုမျိုးအိပ်ပြီးမှ duty နဲ့အဲ့လိုမျိုးမနေ့တယောက်ညတယောက်လို့သွားပြီးရှိတယ်ဗျာ။ကျွန်တော်ဒီဘက်မှာဆရာဝန်ဆရာမတွေကျတော့အဲ့လိုမဟုတ်ဘူးပေါ့နော်။တစ်ခါကျရင်24နာရီတစ်ခါကျလို့ရှိရင်36နာရီတစ်ခါကျလို့ရှိရင်48နာရီအဲ့လိုမျိုးဆင်းရတယ်ပေါ့နော်။အဲ့လိုမျိုးဆင်းရတဲ့အတွက်ကြောင့်မလို့မဖြစ်မနေဆင်းနေရတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့စိတ်ကျန်းမာရေးခြင်းတွေကတော်တော်ထိခိုက်လာတယ်လို့ပြောရမယ်။တချို့အချိန်မကောင်းတဲ့လူတွေကတော့မကောင်းတာတက်ပေါ့နော်။အဲ့လိုဆိုတော့ကျွန်တော်တို့ပထမ motive ပေါ့နော်ပထမရဲ့ drive ပေါ့နော်ပထမ drive ကပါလေဆိုပတ်စံကြောင်းအလုပ်လုပ်နေရတယ်ပဲထားပါပေါ့နော်တကယ်လို့ကျွန်တော်တို့ကိုပတ်စံတွေအများကြီးပေးလိုက်မယ်ပေါ့ဥပမာနှစ်လလောက်လုပ်တာနဲ့ iPhone တစ်လုံးလောက်ဝယ်နိုင်မယ့်ပမာဏပေါ့ဗျာအတိ iPhone တစ်လုံးပါကင်မိတ်တစ်လုံးလောက်ဝယ်နိုင်မယ့်ပမာဏများတာပေးလိုက်လို့ရှိရင်ကျွန်တော်တို့တွေကအဲ့လိုအလုပ်လုပ်တော့မဟုတ်တော့ဘူးဗျာသိလားဘာဖြစ်လို့လဲဆိုတော့ဆရာဝန်ဆရာမတွေလည်းဗျာနားတော့နားချင်ဗျာဘယ်သူမှတော့48နာရီတော့အလုံးမလုပ်ချင်ဘူးဗျာဒီလားအလုံးစုံလုံး24နာရီပို့လို့36နာရီပေါ့ဗျာ overnight လုပ်လေ5-6နာရီ10နာရီပေါ့အဲ့လောက်ပဲအလုပ်လုပ်ချင်ကြမှာဗျာဘယ်သူကတော့ကိုယ့်ရဲ့mental health တွေ physical health တွေအကုန်လုံးကိုအနစ်နာခံ sacrifice လုပ်ချလိုက်ပြီးတော့ပတ်စံကြီးပဲတော့ကုန်းတုံးချနေမှလည်းမဟုတ်ဘူးဗျာတလားတစ်ချိန် duty တစ်ချိန်ဆင်းလို့စနိုင်တဲ့ချိန်ကို340ရနေလို့ချိန်တော့လေတမျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့တကယ်လို့များတာပေါ့နော်အဲ့လိုမျိုးလာတာပေးလိုက်လို့ရှိရင်တကယ်ဒုက္ခရောက်မှာဆိုတာကကျွန်တော်တို့ဒီဆင်းတော့မဟုတ်တော့ပဲအစောအစေးုံမှာလေဒါက340လောက်ရလို့ရှိရင်စောအစေးုံမှာပဲလုပ်ကြမှာပြင်စည်းုံမျိုးတော့တော့မဟုတ်တော့ဘူးဗျာကြည့်လားအဲ့လိုပေါ့နော်အဲ့လိုဆိုတော့အပြင်ဒီမှာရောလာစာတွေဘယ်လိုရနေလဲပေါ့နော်ဆရာဝန်တွေဆရာမတွေလာစာတွေဘယ်လိုရနေလဲလာစာတွေနဲ့ကျွန်တော်အလုပ်ချိန်တွေနဲ့အလုပ်လုပ်ရတဲ့အချိန်တွေနဲ့ဘယ်လိုရှိလဲနောက်ခေါ်ကျွန်တော်ရဲ့ duty hour တွေဘယ်လိုရှိအဲ့ဒါကတော့ကျွန်တော်နောက် podcast တစ်ခုမှာလုပ်ပေးမယ်ပေါ့နော်အဲ့တော့ဒီ podcast ကတော့ကျွန်တော်ဆရာဝန်တွေဘယ်ရောက်ကုန်လဲဆိုတဲ့ဟာကိုကျွန်တော်တစ်ချက်ရှင်းပြတာပေါ့နော်အချို့ပြောရမယ်ဆိုလို့ရှိရင်တော့ဆရာဝန်တွေကဘယ်မှမရောက်ဘူးအရင်လေးကကျွန်တော်မလောက်တဲ့အပြင်မှာဒီကြိုင်းမှာပြဿနာမျိုးတွေဖြစ်တယ်နိုင်ငံရေးအခြေအနေမျိုးတွေဖြစ်တယ်ဆရာဝန်လုံးမလုပ်တော့တဲ့လူတွေရှိတယ်အကြောင်းမျိုးကြောင့်မလုပ်တော့တဲ့လူတွေရှိတယ်အဲ့လိုမျိုးကြောင့်ကျွန်တော်ဆရာဝန်တွေကမရှိတာကြည့်လိုက်လို့ရှိရင်တော့ဆရာဝန်ဆရာမတွေကရှိကောင်းရှိမယ်ဒါပေမဲ့သူတို့ရဲ့ full capacity မဟုတ်ဘူးပေါ့နော်မဟုတ်နေဘူးဗျာဒီလား full capacity မဟုတ်နေဘူးဗျာဒီလားအဲ့ဆို risk လည်းအရန်များတယ်လူနာတွေအတွက်လည်းဘယ်လိုမှမကောင်းဘူးလူနာတွေအတွက်မကောင်းဆိုတော့ဒီဘက်ကဆရာဝန်ဆရာမတွေအတွက်ကောင်းလားဆိုတော့သူတို့အတွက်လည်းဘယ်လိုမှမကောင်းဘူးပေါ့နော်
အဲ့လိုဆိုတော့ဒီနေ့ podcast လေးရတော့ပါပဲနောက် podcast တစ်ခုမှတင်ပြကြမယ်ပေါ့နော်